အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုကူညီတဲ့အနေနဲ့ VPN လေးဖွင့်ပြီးကြည့်ပေးဖို့မေတ္တာရပ်ခံနေပါတယ်ကဲဒါဆိုကျွန်တော်တို့ဗီဒီယိုလေးကိုဆက်သွားလိုက်ကြရအောင်2009ခုနှစ်တုန်းကကိုလံဘီယာနိုင်ငံကပူလောင်အိုက်ဆက်နေတဲ့ဆယ်ရာဂျွန်ကြောင်မီသွေးတွင်းကြီးထဲမှာပညာရှင်အဖွဲ့တစ်ဖွဲ့ဟာရှေးအောင်ကျောက်လွှာတွေကိုတူးဖော်လေ့လာနေခဲ့ကြပါတယ်သူတို့ဟာဒိုင်နိုဆောတွေမျိုးတုံးသွားပြီးနောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်း60လောက်ကမိုးတစ်တော်ကြီးရဲ့ကြောက်ဖြည့်ရုပ်ကျွင်းကိုရှာဖွေတွေ့ရှိခဲ့ကြတာပါဒါပေမဲ့မြေကြီးတွေကနေသူတို့ဆွဲထုတ်လိုက်တဲ့အရာတစ်ခုကသူတို့ကိုမှင်တက်သွားစေခဲ့ပါတယ်အဲ့ဒါကတော့လူတစ်ယောက်ရဲ့လက်ကောက်ဝတ်ထက်တောင်ပိုတုတ်ခိုင်တဲ့အေယာမကျောရိုးစစ်ကြီးတစ်ခုပါအစာပိုင်းမှာတော့ပညာရှင်တွေကအပူပိုင်းဖယ်လီယိုကျောက်လွှာတွေကနေဒီလောက်ကြီးမားတဲ့အယိုးအကျိုးပဲ့တွေကိုမြင်လိုက်ရတဲ့အခါပုံမှန်သိပ္ပံပညာရှင်တွေတွေးတဲ့အတိုင်းမိချောင်းအယိုးတွေပဲဖြစ်ရမယ်လို့ထင်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ရှေးဟောင်းရွှွန့်လွန်တော်တွေထဲမှာမိချောင်းတွေကအကြီးဆုံးတော်ဝါတွေဖြစ်ခဲ့တာပါ။နောက်ပြီးဘတ်စကားသတိစာလောက်အရွယ်အစားရှိတဲ့တော်တော်ဝါဆိုတဲ့အကြံဉာဏ်ကယုံနိုင်စရာမရှိလောက်အောင်ကိုဖြစ်နေခဲ့တာပါ။ဒါပေမဲ့တခုခုတော့မှားနေခဲ့ပါတယ်။အယိုးတွေရဲ့ပုံမှန်သဏ္ဍာန်ကမမှန်ဘူးဖြစ်နေပါတယ်။အယိုးရဲ့အကွေးကောက်တွေကပညာရှင်တွေရင်းနှီးမိသားဖြစ်တဲ့တာမန်မိချောင်းတွေရဲ့ကြိုးရိုးစစ်တွေနဲ့လုံးဝမတူညီပါဘူး။အဲ့ဒီနောက်မှာတော့အားလုံးကိုအံ့ဩတုန်လှုပ်သွားစေတဲ့အဖြစ်ထွက်လာပါတယ်။ဒါတွေကမိချောင်းကြောရိုးတွေမဟုတ်ဘဲမွေကြောရိုးတွေဖြစ်နေခဲ့လို့ပါ။တာမန်မွေတကောင်ရဲ့ကြောရိုးလည်းမဟုတ်ပါဘူး။ဒါဟာအေယာမှာတိုက်တန်နိုဘိုအာမွေကြီးရဲ့ကြောရိုးတွေဖြစ်နေခဲ့ပါတယ်။တကယ်တော့ဆယ်ရာဂျွန်ဆိုတာတာမန်ရုပ်ကျွင်းတူးဖော်ရေးစခန်းတစ်ခုမဟုတ်ပါဘူး။အတိတ်ကာလကိုပြန်သွားနိုင်တဲ့ time capsule တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ရှုပ်ပြားတွေအောက်မှာရုတ်တရက်နစ်မြုပ်သွားခဲ့တဲ့ပြီးပြည့်စုံတဲ့ပယ်လီယိုစင်းမိုးတစ်တော်ကြီးတစ်ခုလုံးပါတရွတ်တွေငါးတွေလိတ်တွေစတဲ့ရှေးဟောင်းကဘာကြီးရဲ့အစိပ်ပိုင်းတွေအားလုံးကိုအသေးစိတ်ကအစမပြတ်စည်းပဲတွေ့ရတဲ့နေရာတစ်ခုပါအဲ့ဒီရွှွန့်လွန်တွေထဲမှာပဲဘယ်သူမှမမြင်ဘူးလောက်အောင်ကြီးမားလာတဲ့ငွေရုပ်ကျွင်းကြီးတွေကိုတွေ့ခဲ့ရတာဖြစ်ပါတယ်ပညာရှင်အဖွဲ့ဟာကြောရိုးစစ်တွေနံရိုးတွေနဲ့တခြားဆက်ဆက်နေတဲ့တိရစ္ဆာန်ရုပ်ကျွင်းတွေကိုထပ်ပြီးတူးဖော်ရရှိလာတဲ့အခါမှာတော့ငင်းလို့မရတဲ့အမှန်တရားတစ်ခုကိုလက်ခံလိုက်ရပါတယ်။ဒါဟာတိုက်ဆိုင်မှုဒါမှမဟုတ်ခြေကားပြောဆိုနေတာမဟုတ်ပါဘူး။ရုပ်ကျွင်းတွေကစက်တိုက်ဆိုသလိုထွက်လာပြီးတော့အေယာမအရွယ်စားရှိသလိုအရင်ကမှတ်တမ်းတွေနဲ့ဘာတစ်ခုမှမတူညီခဲ့ပါဘူး။နောက်ဆုံးမှာတော့မွေတကောင်ရဲ့အကြီးဆုံးဖြစ်နိုင်ခြေရှိတဲ့အရွယ်စားကန့်သက်ချက်ကိုချက်ချင်းပြောင်းလဲပြစ်လိုက်နိုင်တဲ့အေယာမတရဝါကြီးတစ်ကောင်ရဲ့ပုံရိပ်ထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကမိုးကြိုးပြစ်ချသလိုပဲတစ်ကမ္ဘာလုံးကိုဟိုးလေးတကြော်ဖြစ်သွားစေခဲ့ပါတယ်။သုတေသနအဖွဲ့ကဒီကြောရိုးစစ်တွေကိုပထမဆုံးစတိုင်းကြီးရဲ့အခါမှာတွက်ချက်မှုတွေမှားနေတယ်လို့ထင်ပြီးအခါပြန်တွက်ခဲကြပါသေးတယ်။ဒါပေမဲ့မမှားခဲ့ပါဘူး။တိုင်းတာချက်တွေအရဒီမွေကြီးဟာအလျာ15မီတာထက်တောင်ပိုရှိတယ်ဆိုတာပြသနေပါတယ်။သုတေသီတွေအတော်လေးမှင်သက်သွားခဲ့ကြကတကယ်လို့များဒီကိန်းကနန်းတွေသာအမှန်ဆိုရင်တိုက်တန်နိုဘိုဟာတာမန်မွေကြီးတစ်ကောင်မဟုတ်တော့ပါဘူး။ဒိုင်နိုဆောတွေမျိုးတုံးပြီးနောက်ပိုင်းကမ္ဘာပေါ်မှာအကြီးဆုံးကုန်းနေတာရဲတိရစ္ဆာန်ကြီးဖြစ်လာမှာပါသူ့ရဲ့အရွယ်စားကိုကြည့်ခြင်းအပြင်ဖယ်လီယိုစင်းခေရဲ့ဂေယစနစ်ဟာပညာရှင်တွေထင်ထားတာထက်အများကြီးပိုပူပြင်းပိုထူထပ်ပြီးပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်ဒါလောက်ကြီးမားတဲ့သတ္တဝါကြီးတစ်ကောင်ရှင်သန်နိုင်မှုဆိုတာဇီဝဗေဒကန့်သက်ချက်တွေကိုအမြင့်ဆုံးအထိတွန်းတင်ပေးထားတဲ့ကမ္ဘာမျိုးမှာဖြစ်နိုင်မှာပါဒီလိုဘလူးကြီးတွေရှင်သန်ကြီးထွားနိုင်တဲ့ကမ္ဘာအမြင့်ကြီးကဘယ်လိုမျိုးများဖြစ်နေမလဲတိုက်တန်နိုဘိုဟာယုံနိုင်စရာမရှိလောက်အောင်ကိုကြီးမားလွန်းပါတယ်အနည်းဆုံးခန့်မှန်းချက်တွေအရသူ့ရဲ့အလျားဟာ42ပေလောက်ရှိပြီးတချို့ခန့်မှန်းချက်တွေဆိုရင်ပေ90ကျော်အထိတောင်ရှိနိုင်တယ်လို့ဆိုပါတယ်အလေးချိန်ကတော့ပေါင်2000ကနေ2500ကြားမှာရှိနိုင်ပါတယ်နှိုင်းရှင်ပြရမယ်ဆိုရင်အခုလက်ရှိကမ္ဘာပေါ်မှာစိတ်ချယုံကြည်ရတဲ့မှတ်တမ်းတွေအရအကြီးဆုံးအနာဂွန်ဒာမွေကြီးရဲ့အလျားဟာ28ပေလောက်ပဲရှိပြီးအလေးချိန်ပေါင်900လောက်ပဲရှိရပါဒါကြောင့်တိုက်တန်နိုဘိုဟာသူ့ထက်အလျား2ဆနီးပါးလောက်ပိုရှည်ပြီးအလေးချိန်4ဆကနေ5ဆအထိပိုများနေပါတယ်။ဒါပေမဲ့ကျွန်တော်အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတစ်ခုရှိပါတယ်။သုတေသီတွေကမျိုးတုံးသွားပြီဖြစ်တဲ့သတ္တဝါတစ်ကောင်ရဲ့အရွယ်စားကိုဒီကြောရိုးဆက်အနှဲငယ်လေးကနေဘယ်လိုလုပ်ပြီးတွက်ချက်နိုင်ခဲ့ကြတာလဲ။တကယ်တော့ခေတ်သစ်မွေတွေမှာခံမှန်ရလွယ်ကူတဲ့ကြီးထွားမှုဥပဒေသားတွေရှိပါတယ်။သူတို့ရဲ့ကြောရိုးဆက်အရွယ်စားဟာခန္ဓာကိုယ်ရဲ့စုစုပေါင်းအလျားနဲ့ဓာတ်ရိုက်အချိုးကျနေတတ်ပါတယ်။ဒါကြောင့်ပညာရှင်တွေဟာတိုက်တန်နိုဘိုအာရဲ့ကြောရိုးစစ်ကိုတိုင်းတာပြီးလက်ရှိခေတ်မှာရှိတဲ့ဘိုအာတို့အနာကွန်နာတို့လိုရစ်ပတ်သက်ဖြတ်တတ်တဲ့မွေတွေနဲ့နှိုင်းရှင်ပြီးတော့ပြောင်းပြန်တွက်ယူနိုင်ခဲ့တာပါ
ဒါပေမဲ့ဒီနေရာမှာပိုပြီးနက်နေတဲ့မေကွန်းတစ်ခုပေါ်လာပါတယ်။တိုက်တန်နိုဘွာဟာဘာလို့အခုခေတ်မှာရှိတဲ့မွေတွေထက်အများကြီးပိုကြီးမားနေရတာလဲ။အဖြေကတော့အပူချိန်ပေါ်မှာမှုတည်နေပါတယ်။သိကြတဲ့အတိုင်းမွေတွေဆိုတာသွေးသတ္တဝါတွေပါ။ကိုယ်ခန္ဓာကိုယ်အပူချိန်ကိုကိုယ်တိုင်ထိန်းညှိနိုင်စွာမရှိကြပါဘူး။နှွေးထွေးနေဖို့အတွက်ပတ်ဝန်းကျင်ကိုပဲယာနှုံးပြည့်အားကိုးရပါတယ်။အဲ့ဒီအချက်ကပဲသူတို့ရဲ့ဇီဝကမ္မဖြစ်စဉ်ကြီးထွားမှုနဲ့အကြီးမားဆုံးဖြစ်နိုင်မဲ့အရွယ်အစားကန့်သတ်ချက်တွေကိုအဆုံးဖြတ်ပေးနေတာပါ။ဒီလိုလေးစဉ်းစားကြည့်ကြရအောင်။ပတ်ဝန်းကျင်ပိုပူလေးမွေတကောင်ရဲ့ဇီဝကမ္မဖြစ်စဉ်ကပုံမြင်မြန်အလုပ်လုပ်လေပါ။ဇီဝကမ္မဖြစ်စဉ်ပုံမြန်နေဆိုတာပိုပြီးလင်းလင်းမြန်မြန်ကြီးထွားနိုင်တဲ့အစာခြေဖြတ်မှုအားပိုကောင်းတယ်။ပြီးတော့အများကြီးပိုကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းထားနိုင်တယ်ဆိုတဲ့သဘောပါ။ဒါကြောင့်ပညာရှင်တွေတိုက်တန်နိုဘွာကိုရှာဖွေတွေ့ရှိခဲ့တဲ့တုန်းကသူတို့ဟာအေယာမသားရဲကောင်ကြီးတစ်ကောင်ကိုတွေးလိုက်ရုံနဲ့မကပါဘူး။လွန်ခဲ့တဲ့နှစ်သန်း60ကရာသီဥတုမှတ်တမ်းတနည်းအားဖြင့်ဇီဝဗေဒဆိုင်ရာသာမိုမီတာကြီးတစ်ခုကိုဖတ်ရှုလိုက်ရသလိုပါဒီတွေ့ရှိချက်ကအဲ့ဒီခေတ်ကကဘာကြီးဟာအခုကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးထက်အစာပေါင်းများစွာပိုပူပြင်းခဲ့တယ်ဆိုတာကိုပြသနေပါတယ်တိုက်တန်နိုဘွာအကြောင်းကိုသေချာနားလည်ဖို့ဆိုရင်သူနေထိုင်ခဲ့တဲ့ကဘာကြီးအကြောင်းကိုအရင်နားလည်ဖို့လိုပါတယ်ဒိုင်နိုဆောတွေမျိုးတုံးပြီးနောက်နှစ်သန်းအနည်းငယ်ကြာလွန်ခဲ့တဲ့နှစ်သန်းပေါင်း58တန်းဝန်းကျင်ပယ်လီယိုစင်းခေတ်ကိုခဏလောက်ပြန်သွားကြည့်ကြရအောင်အဲ့ဒီအချိန်မှာကဘာကြီးကဒိုင်ယာတွေကနေပြန်လဲတက်တာလာကစားအချိန်ဂေယစနစ်တွေကိုပြန်လဲတိစောက်နေတဲ့အချိန်ဖြစ်ပြီးအပူပိုင်းဒေသတွေကတော့ကျွန်တော်တို့မှန်းဆလို့မရနိုင်လောက်အောင်ကိုပြောင်းလဲနေခဲ့ပါတယ်ကဘာအပူချိန်ကလည်းဒီနေ့ကထက်အများကြီးကိုပုံမြင်မာနေခဲ့တာပါအခုခေတ်မြောက်ပိုင်းကိုလံဘီယာဒေသမှာဆိုရင်အဲ့ဒီအချိန်ကရာသီဥတုအပြောင်းလဲဆိုတာတိတ်မရှိပဲတစ်နှစ်ပတ်လုံးပြင်းပြအပူချိန်32ဒီဂရီဆဲလ်စီယပ်အနည်းဆုံးရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်ညဘက်မှာတော့အေးမသွားပဲအမြဲတမ်းပူအိုက်နေတဲ့မိုးတစ်တော်ကြီးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါလေတူကြီးတစ်ခုလုံးကချွေးထုတ်ခန်းထဲရောက်နေသလိုမျိုးအမြဲတမ်းပူလောင်နေတဲ့ကဘာကြီးပေါ့ရေခဲပြင်တွေမရှိဘူးစောင်းရသည်တွေမရှိဘူးဝင်ရိုးစွန်းကနေအခြားတစ်ခုထိအဆုံးစားမရှိတဲ့အိုက်ဆက်ဆက်အပူချိန်တွေပဲရှိခဲ့တာပါတက်တော်တွေရေလန်းချောင်းတွေအားလုံးနေရောင်အောက်မှာအငွေ့တွေထောင်းထောင်းထားနေပြီးအဲ့ဒီအချိန်တွေအောက်မှာသတ္တဝါတွေဟာအေယာမအရွယ်အစားအထိကြီးထွားလာခဲ့ကြပါတယ်ဘာလို့လဲဆိုတော့သွေးသတ္တဝါတွေရဲ့အတွက်နှွေးထွေးမှုဆိုတာသူတို့ရဲ့အကြီးမားဆုံးအဟန့်တားကိုဖယ်ရှားပေးလိုက်တာနဲ့အတူတူပဲမလို့ပါဒါပေမဲ့အခုခေတ်မှာရှိတဲ့အမေဇုံကွန်ဂိုနဲ့အရှေ့တောင်အာရှကအပူပိုင်းမိုးတစ်တော်တွေဟာတိုက်တန်နိုဘွာလိုမွေကြီးတစ်ကောင်ရှင်သန်နိုင်မှုအတွက်အင်းလွှန်းနေပါသေးတယ်အခုခေတ်ကအန်နာဂွန်နာတွေနဲ့စပတ်ကြီးမွေတွေဟာလက်ရှိရာသီဥတုကခွင့်ပြုထားတဲ့အကြီးမားဆုံးအရွယ်အစားအကန့်အသတ်ထိရောက်နေကြပါပြီသူတို့ထပ်ပိုကြီးပြီးတိုက်တန်နိုဘွာရွယ်စားထိရောက်ဖို့ဆိုရင်ကဘာကြီးရဲ့အပူချိန်ကနှစ်သန်းပေါင်းများစွာဇက်တိုက်ဆိုသလိုအခုထက်ဒီဂရီအတော်များများပိုပြီးပူပြင်းနေဖို့လိုအပ်ပါတယ်တိုက်တန်နိုဘွာဟာတာမန်ချင်းနေမျိုးမှာရှင်သန်နိုင်မှာမဟုတ်ပါဘူးသူ့ရဲ့ပေ90လောက်ရှည်လျားပြီးရစ်ခွင်နေတဲ့ခန္ဓာကိုယ်ကြီးရဲ့ကိုသွေးတွေညှစ်ထုတ်ပေးဖို့နဲ့ဇီဝကမ္မဖြစ်စဉ်တွေစတင်လှုပ်လှုပ်ဖို့အတွက်အဲ့ဒီလောက်ပူပြင်းတဲ့ပတ်ဝန်းကျင်မျိုးလိုအပ်ခဲ့တာပါဆယ်ရဂျွန်တူဖော်ရဲ့စကန်ကဒီအချက်တွေကိုအသေးစိတ်ဖော်ပြနေတယ်ကြောက်လာတွေတလွာပြီးတလွာထဲမှာအပင်ရုပ်ကျွန်းတွေအများကြီးတွေ့ခဲ့ရပါတယ်။ဘီလီယက်ခွန်ရွယ်စားလောက်ရှိတဲ့အေယာမလိတ်ခွန်ကြီးတွေကိုလည်းတွေ့ရပါသေးတယ်။အခွန်မာတဲ့သတ္တဝါတွေကိုကြိုက်ခွဲစားသောက်နိုင်တဲ့တုံးတွေရဲ့သွားတွေပါတယ်ရှေးဟောင်းမီချောင်းမျိုးနွယ်တွေကိုလည်းတွေ့ရပါတယ်။သူတို့ကမြစ်ထဲမှာလင်းလင်းမြန်မြန်ကူးခတ်သွားလာနိုင်တဲ့အကောင်တွေမဟုတ်ပဲမေယိုးကြီးတွေနဲ့ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့သားရဲတွေဖြစ်ကြပါတယ်။အဲ့ဒီနေရာဟာရေကြီးလင်းပြီးစစ်စစ်မှုမြန်တဲ့မြစ်ချောင်းစနစ်မျိုးမဟုတ်ပါဘူး။ဆွတ်ပြီးအိုက်ဆက်နေတဲ့ရွှွနွန်တော့မိုးတစ်တော်ကြီးတစ်ခုဖြစ်ပါတယ်။နောက်ကြည့်ပြီးဖြည်းဖြည်းချင်းစီးဆင်းနေတဲ့ရေတွေရှုပ်ရှက်ခတ်နေတဲ့သစ်ပင်မြစ်တွေနဲ့ထူထပ်တဲ့သစ်ပင်ခြုံတွေပြည့်နေနေတာပါ။ရေထဲမှာဆိုရင်လည်းအလင်းရောင်ရရှိမှုအတော်လေးနေပါလိမ့်မယ်။အဆက်မပြတ်ရွာနေတဲ့မိုးတံတွေပိုးကောင်းနေတဲ့အတန်တွေကြောင့်အခြားတန်တွေကိုတိတ်ကြမှာမဟုတ်ပါဘူး။ဒီလိုပတ်ဝန်းကျင်မျိုးမှာအရွယ်စားကြီးမားခြင်းကအရန်ကိုကြီးမားတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်။အေယာမမွေကြီးတစ်ကောင်ဟာရေရဲ့ပင့်တင်အားကိုယူပြီးသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုအယောင်ရည်ရေစီးကြောင်းတွေအောက်မှာဖုံးကွယ်ရင်းရေထဲမှာချောင်းမြောင်းနေနိုင်ပါတယ်။အပူချိန်နဲ့ဆိုတိုင်းစားကသူ့ရဲ့ကြွက်သားတွေကိုအမြဲတမ်းနှွေးထွေးနေစေပြီးသင်သက်ဖြစ်နေစေပါတယ်။ဒါကြောင့်သူလိုချင်တဲ့အချိန်မှာလှုပ်ရှားမယ်ပြီးရင်ငြိမ်ငြိမ်လေးနေပြီးသူစားထားတဲ့အေယာမအစာကြီးတွေကိုရက်သက်တစ်ပတ်တွေလတွေနဲ့ချီပြီးအစာချေပြတ်နေနိုင်ပါတယ်။ဒီအခြေအနေကိုကြည့်ရင်တိုက်တန်နိုဘွာဆိုတာမတော်တဆဖြစ်တည်လာတာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။သူဟာအစွန်းရောက်နေတဲ့ကဘာကြီးရဲ့ဓာတ်ရိုက်ရလဒ်တစ်ခုပါ။မြင်မာတဲ့အပူချိန်ပေါ်များတဲ့သားကောင်းတွေနဲ့ဖြည်းဖြည်းမှန်မှန်စိတ်ရှည်လက်ရှည်ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက်အကောင်းဆုံးဖြစ်နေတဲ့ရွှွနွန်တော်ဝင်ကဘာကြီးကသူ့ကိုမွေးဖွားပေးလိုက်တာပါ။ဒီတော့အားလုံးသိကျင်နေကြမဲ့မိကုံးလေးတစ်ခုရှိလာပါတယ်
တိုက်တန်နိုဘွာကတကယ်တမ်းကျတော့ဘယ်လိုမျိုးအမဲလိုက်တာလဲရုပ်ရှင်တွေထဲမှာမြင်မှုထားတာတွေအားလုံးကိုမေးလိုက်ပါတိုက်တန်နိုဘွာဟာကုန်းပေါ်မှာသားကောင်တွေကိုအတင်းလိုက်ဖမ်းတတ်တဲ့ရန်လိုလုံးနဲ့ဘလူးကြီးမဟုတ်ပါဘူးသူဟာကုန်းပေါ်မှာလင်းလင်းမြန်မြန်သွားလာနိုင်တဲ့စပတ်ကြီးမွေဒါမှမဟုတ်အသက်ပင်ပေါ်မှာနေတဲ့မွေမျိုးမဟုတ်ပါဘူးပြောရရင်တိုက်တန်နိုဘွာဟာအဲ့ဒီလိုလုပ်ဖို့အရန်ကြီးမားလွန်းနေပါတယ်ပေ40ကျော်ရှည်လျားတဲ့ကြွက်သားတုံးကြီးဟာသက်တော်ချမ်းမြင်မှာလင်းလင်းမြန်မြန်တွားသွားလို့မရပါဘူးမြေကြီးထဲကျုံဝင်သွားမယ်တရွတ်တိုက်ဆွဲသွားရမယ်လက်မတိုင်းမှာကပ္ပဆွဲအားကိုရုံးကန်နေရမှာပါဒါပေမဲ့ရေထဲမှာဆိုရင်တော့အရာအလုံးကပြောင်းလဲသွားပါတယ်ဖယ်လီယိုစင်ခေရဲ့ရွှွန်းွန်တော်တွေထဲမှာတိုက်တန်နိုဘွာဟာခစ်သက်မွေတွေလိုမျိုးမဟုတ်ပဲမိချောင်းတစ်ကောင်လိုပို့ပြီးပြုတ်မှုန်နေထိုင်ခဲ့ပါတယ်နှိတ်ကွေးတယ်တိတ်ဆိတ်တယ်ရေထဲမှာတဝက်နဲ့ပြီးသွားလာတတ်ပါတယ်ရွှွန်းွန်တော်ရဲ့နောက်ကျနေတဲ့ရေကိုအကာအကွယ်အနေနဲ့အသုံးပြုပြီးရေမျက်နှာပြင်မှာလှိုင်းလေးနေနေပဲထားစီကလဲကျနေတဲ့တစ်တုံးတွေအမြင့်တွေကြားမှာရှို့ဝင်သွားလာတတ်ပါတယ်ဒီလောက်ကြီးမားတဲ့သတ္တဝါတစ်ကောင်အတွက်တော့ကိုပြောင်းနေခြင်းဆိုတာလှည့်ကွက်တစ်ခုမဟုတ်ပဲသူ့ရဲ့နေထိုင်မှုပုံစံတစ်ခုပါသူကသားကောင်တွေကိုလိုက်မဖမ်းဘူးအမြန်မပြေးပါဘူးသားကောင်တစ်ခုခုအနီးနားကိုရောက်လာတဲ့အခါနိုင်ပေါင်းများစွာတစ်ခါတလေရက်ပေါင်းများစွာကြာအောင်လှုပ်တောင်မလှုပ်ပဲငြိမ်ပြီးစောင့်ဆိုင်းနေတတ်ပါတယ်နောက်ပြီးသူဝင်ရောက်တိုက်ခိုက်တဲ့အခါမှာတော့အင်အားကကြောက်ခမန်းလိလိပါဘိုင်ယိုမက်ကာနီကယ်တွက်ချက်မှုတွေအရတိုက်တန်နိုဘွာဟာဖိညက်အား400 psi ကျော်အထိနိုင်တယ်လို့ခန့်မှန်းရပြီးဒါဟာမိချောင်းတစ်ကောင်ရဲ့နံရိုးတွေကိုမျက်စိတမိတ်အတွင်းကြိုးကြည့်သွားစေဖို့လုံလောက်တာထက်ကိုပိုနေပါတယ်ခစ်သစ်ဘွာတွေနဲ့စပတ်ကြီးမွေတွေဟာတားကောင်ရဲ့သွေးလက်ပတ်မှုကိုရပ်တန့်သွားစေပြီးတပ်ဖြတ်ကြတာပါဒါပေမဲ့တိုက်တန်နိုဘွာလိုအရွယ်စားမျိုးမှာတော့ဘလိုနီးနဲ့တက်တိတ်ပြီးကွာခြားမှုမရှိတော့ပါဘူးရလက်ကတော့အတူတူပါပဲသူရစ်ပတ်လိုက်မိပြီဆိုတာနဲ့ဘာကောင်မှလွတ်ထွက်မသွားနိုင်တော့ပါဘူးဆယ်ရဂျွန်မှာရှိခဲ့တယ်ကျွန်တော်တို့သိထားတဲ့ဂေယာစနစ်အရတိုက်တန်နိုဘွာရဲ့အစာအာဟာရတွေထဲမှာအေယာမလေကြီးတွေပါဝင်နိုင်ပါတယ်နှိပ်ကွေးတယ်အရေအတွက်ပေါများတယ်နောက်ပြီးကယ်လိုရီတွေအပြည့်အဝပါဝင်တာကြောင့်ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့သားရဲတစ်ကောင်အတွက်တော့ပြီးပြည့်စုံတဲ့သားကောင်ပါပဲနောက်ပြီးရှေးရောက်မိချောင်းတွေလည်းပါဝင်ပါတယ်သူတို့ကတိုက်တန်နိုဘွာထက်အရွယ်စားငယ်ပြီးဒီကနေ့ခေတ်လိုမျိုးထိတ်တန်းသားရဲကောင်တွေအဖြစ်စင်ငယ်ပြောင်းလဲခြင်းမရှိကြသေးပါဘူးမြစ်ကြောင်းစနစ်တွေထဲမှာအတွေ့ရများတဲ့ငါးကြီးတွေဟာလည်းကျင်းမြောင်းတဲ့ရေလမ်းကြောင်းတွေမှာဖမ်းရလွယ်ကူတဲ့အစာတွေပါဖယ်လီယိုစင်ခေတ်ကနိုးတိုက်သတ္တဝါတွေဟာအရွယ်စားသိငယ်ကြသေးပေမဲ့အစောပိုင်းနိုးတိုက်သတ္တဝါတွေလည်းပါဝင်နိုင်ခြေရှိပါတယ်ရေစက်ကိုအရဲစွန်ပြီးကတ်လာသမျှဘဲကောင်မဆိုသူ့အတွက်အမဲလိုက်เสียရတွေကြီးပါပဲရေဆိုတာသူ့ရဲ့အမဲလိုက်ရနေရတတ်မဟုတ်ပါဘူးသူ့ရဲ့အသက်ဆက်ရလမ်းကြောင်းကြီးတစ်ခုပါရေရဲ့ပင့်နေအားကသူ့ရဲ့အေယာမအလေးချိန်ကြီးကိုထောက်ပံ့ပေးထားတာဖြစ်ပါတယ်ရေသာမရှိဘူးဆိုရင်တိုက်တန်နိုဘွာဟာကုန်းပေါ်မှာကောင်းကောင်းမွန်မွန်သွားလာနိုင်ဖို့အတော်လေးရုန်းကန်ရမှာပါသူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေဟာသူ့ကိုယ်ပိုင်လေးချိန်ကဖိမိတာကြောင့်အသက်ရှူအားခက်ခဲမယ်အစာချေဖြတ်မှုနှေးကွေးမယ်လှုပ်ရှားရတာလည်းအလွန်ပင်ပန်းမှာဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ရေဟာသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိရမှာကူညီပေးတာပါငွေတွေကပဝန်းကျင်ကနေအပူကိုစုပ်ယူကြပါတယ်အရန်ကိုပူပြင်းတဲ့ဖယ်လီယိုစင်ခေတ်ရာသီဥတုမှာဒီလောက်ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ့်ဖို့လိုအပ်တဲ့မြင့်မားတဲ့ဇီဝကမ္မဖြစ်စဉ်ကိုဆက်လက်ထိန်းထားနိုင်ရင်းနဲ့လိုအပ်တဲ့အခါအေးမြအောင်နေနိုင်မှုရေကပဲကူညီပေးခဲ့တာပါဒါကြောင့်တိုက်တန်နိုဘွာကိုမျက်စိနဲ့မြင်အောင်ကြည့်တဲ့အခါအိမ်မဆိုးတွေတဲကမွေကြီးတစ်ကောင်လိုကုန်းပေါ်မှာတွားသွားနေတယ်လို့မမြင်အောင်ပါနဲ့မျက်လုံးလေးတွေကိုရေပြင်ပေါ်ဖော်ထားရင်အမောင်တို့ဖုံးနေတဲ့ရေအောက်မှာတိတ်တဆိတ်ဖြတ်တန်းသွားလာနေပြီးတိုက်ခိုက်ဖို့အကောင်းဆုံးချိန်ကိုစောင့်ဆိုင်းနေတဲ့ပုံစံမျိုးကိုပဲမြင်အောင်ကြည့်လိုက်ပါအကယ်၍တိုက်တန်နိုဘွာဟာပတ်ဝန်းကျင်နဲ့ပြီးပြည့်စုံအောင်အဝင်ခွင်ကြဖြစ်နေကအဲ့ဒီလောက်အောင်မြင်တဲ့သားရဲကောင်ကြီးဆိုရင်ဘာလို့အခုချိန်ထိမရှိတော့တာလဲအဖေကတော့ရှင်းသလိုလိုနဲ့ဝမ်းနည်းစရာကောင်းပါတယ်ကဘာကြီးကပြောင်းလဲသွားပေမဲ့တိုက်တန်နိုဘွာကတော့လိုက်ပြီးမပြောင်းလဲနိုင်ခဲ့ပါဘူးဖယ်လီယိုစင်ခေတ်ကုံဆုံးသွားပြီးနောက်မှာတော့ကဘာကြီးဟာတဖြည်းဖြည်းချင်းအေးလာခဲ့ပြီးနောက်ပိုင်းမှာပိုပြီးမြင်မြန်ဆန်ဆန်အေးလာခဲ့ပါတယ်နှစ်သားအနှဲငယ်အတွင်းမှာကမ္ဘာပြင်းပြအပူချိန်ကဒီဂရီအတော်များများကျဆင်းသွားခဲ့ပါတယ်။သွေးအေးသတော်ကအေယာမမွေကြီးတိုက်တန်နိုဘွာအတွက်တော့ဒါဟာတည်တံချမှတ်ခံလိုက်ရတာနဲ့အတူတူပါ။သွေးအေးသတော်ဖြစ်ခြင်းရဲ့ဆိုးကျိုးကတော့ဒါပါပဲ။ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ဟာပတ်ဝန်းကျင်အပူချိန်နဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။ရာသီဥတုပိုအေးလာတဲ့အခါဇီဝကမ္မဖြစ်စဉ်နဲ့နှေးကွေးသွားပါတယ်။အစာချေဖြတ်ဖို့အချိန်ပိုကြာလာကလှုပ်ရှားမှုတွေလေးလံလာတယ်။ကြီးထွားမှုနှုန်းတွေလည်းထိုးကျသွားပါတော့တယ်။တိုက်တန်နိုဘွာလိုအေယာမသတ္တဝါကြီးတစ်ကောင်အတွက်တော့ဒါဟာကပ်ဘေးကြီးစိုက်သွားတာပါသူ့ရဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းထားဖို့တင်အစားအစာတွေအများကြီးလိုအပ်ပါတယ်
ဒါပေမဲ့ဇီဝကံမဖြစ်စဉ်နေနှေးကွေးလာတဲ့အခါအရင်လိုထိထိရောက်ရောက်အမဲမလိုက်နိုင်တော့ဘူးတားကောင်တွေကိုမြ мян ဆန်ဆန်အစာမချေဖြတ်နိုင်တော့ပါဘူးနောက်ပြီးတခြားသားရဲတွေနဲ့ရှင်ပြိုင်နိုင်လောက်တဲ့အထိကြီးထွားဖို့လည်းမဖြစ်နိုင်တော့ပါဘူးအတိအကျပြောရရင်တိုက်တန်နိုဘွားဟာဖြည်းဖြည်းချင်းအငတ်ဘေးကြုံပြီးတိတ်ဆုံးသွားခဲ့ရတာပါဒါပေမဲ့အပူချိန်တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူးဂေယစနစ်တစ်ခုလုံးမှာပြောင်းလဲလာတာပါဒိုင်နိုဆောခေတ်တုန်းကအရွယ်စားသိမ်းငယ်ပြီးတိတ်အေးမပါခဲ့တဲ့နိုးတိုက်တရဝါတွေဟာပိုပြီးမျိုးစုံလာသလိုပိုပြီးတော့လည်းကြီးထွားလာခဲ့ကြပါတယ်သူတို့ကသွေးနည်းတရဝါတွေဖြစ်တဲ့အတွက်အပူချိန်ကျဆင်းသွားချိန်မှာတော့တက်တက်ကြွကြွလှုပ်ရှားနိုင်ကြပါတယ်နောက်ပြီးအမတော်သားတရဝါတွေမိခိုနေရတဲ့အစာအာဟာရအရင်းမြစ်တွေကိုလည်းသူတို့ကအတူတူဝင်ရောက်ရှင်ပြိုင်လာကြပါတယ်တစ်ချိန်တည်းမှာပဲဖယ်လီယိုစင်ခေတ်ကစိမ့်လန်းဆိုပြီးတဲ့ရွှွတ်နုံမိုးတစ်တော်ကြီးတွေဟာတဖြည်းဖြည်းခြောက်သွေ့လာပါတယ်မြေကြောင်းစနစ်တွေဟာလည်းရာသီအလိုက်ပြောင်းလဲလာကတိုက်တန်နိုဘွားရှင်သန်ကျဆားခဲ့တဲ့ထူထပ်ပြီးစိုးစိုးတဲ့ပတ်ဝန်းကျင်ကြီးကပျောက်ကွယ်လာခဲ့ပါပြီအရေးကြီးဆုံးကတော့တခြားသောအေယာမတော်တော်တော်ဝါကြီးတွေပါမျိုးတုံးလာတာပါအေယာမလေကြီးတွေကြီးမားလာတဲ့မိချောင်းတွေစသဖြင့်တိုက်တန်နိုဘွားကိုထောက်ပံ့ပေးနေတဲ့အစာကွန်ရက်ကြီးတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ပါတော့တယ်ဟုတ်ပါတယ်တိုက်တန်နိုဘွားဟာတခြားအကောင်ရဲ့အဖမ်းခံရလို့တိတ်ဆုံးသွားတာမဟုတ်ပါဘူးယောဂါကြောင့်နဲ့ပြိုင်ဆိုင်မှုကြောင့်လည်းမဟုတ်ပါဘူးကဘာကြီးရဲ့အပူချိန်ဒီဂရီအနည်းငယ်ကျဆင်းသွားတာလေးကြောင့်တိတ်ဆုံးသွားခဲ့ရတာပါအဲ့ဒီအကြောင်းပြချက်လေးတစ်ခုတည်းပါကဘာရာသီဥတုရဲ့သိငယ်တဲ့အပြောင်းလဲလေးတစ်ခုကကဘာပေါ်မှာအကြီးဆုံးငွေကြီးကိုထောင်ဝရပျောက်ကွယ်သွားစေခဲ့ပါတယ်ဒါဟာကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုဖြစ်စေပါတယ်ဘာလို့လဲဆိုတော့ရာသီဥတုဆိုတာဂေယစနစ်တွေကိုပုံဖော်ပေးုံနဲ့မကပဲတက်ရှိတွေရှင်သန်နိုင်မဲ့အမြင့်ဆုံးနဲ့အနှိမ်ဆုံးကသက်ချက်တွေကိုပါအဆုံးဖြတ်ပေးနေလို့ပါတိုက်တန်နိုဘွားဆိုတာတကယ်တော့မဖြစ်တီလာတဲ့တရဝါကြီးတစ်ကောင်ပါသူဟာကြီးမားလွန်းတဲ့လေးလံလွန်းတဲ့နောက်ပြီးအမြဲတမ်းပြောင်းလဲနေမဲ့ကဘာကြီးအပေါ်အရန်ကိုမိခိုလွန်းနေခဲ့ပါတယ်ဒါပေမဲ့ကမ္ဘာသမိုင်းရဲ့အချိန်ကာလတစ်ခုမှာတော့အခြေအနေတွေအားလုံးကသူ့အတွက်ပြီးပြည့်စုံစွာကိုက်ညီနေခဲ့ပါတယ်အဲ့ဒီလိုနဲ့နှစ်သန်းပေါင်းများစွာတိုင်အောင်ကမ္ဘာအကြီးဆုံးမွေကြီးဟာရှီအောင်ကိုလံဘီယာရဲ့ရွှွတ်နုံတော်ကြီးတွေကိုစိုးမိုးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူပေါ်လာခဲ့သလိုမျိုးပဲမြ мян ဆန်ဆန်ပျောက်ကွယ်သွားခဲ့ပြီးအယိုးစုတွေနဲ့မေကုန်းတွေသာခြံရစ်ခဲ့ပါတော့တယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဗဟုသုတအကြောင်းအရာတွေကိုထပ်ပြီးသိချင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါအောင်